ဘောမတရားအကြောင်းနဲ့မမို့တို့တော်လန်ရေးအဖွဲတွေမကွဲချင်ဘူးမနော်မမို့တို့တော်လန်ရေးတမအချင်းချင်းမကွဲချင်ဘူးမောရလာပြောပြမယ်နော်တချို့အခုကိုစီရဲ့ပြဿနာပေါ့နော်ကိုစီပြောနေတဲ့အဲ့ဒီသူနဲ့ပြဿနာလာပြောဖြစ်နေတဲ့ဦးလေးတွေအကိုတွေသူတို့ပြန်တော့အပြန်လန်ဆဲကြတာတွေကိုစီပြောတဲ့တချို့စကလုံးတွေကမားနေတယ်ဘယ်နေရာမားလဲဆိုတော့အဲ့ဒီဦးလေးအဖွဲတရားကိုစီပြောတဲ့တာပါတီအဖွဲတဲ့ပုဒ်တာအဖွဲတဲ့လုံးဝမဟုတ်ဘူးနော်မမိုဒီမှာမမိုကလောင်သိတယ်နော်ဗလဲကိုစီကိုမတရားဆွဆွဲတဲ့အဖွားကြီးလူလိမ်မအာရင်နော်သူ့အကြောင်းမမိုကကောင်သိတယ်အဲ့ဒီဖြူဖြူမူးနော်ငမူမဖြူဖြူမိုးလဲသူ့အကြောင်းမမိုကကောင်သိတယ်အဲ့ဒီပထမနေ့မှာမိုပြောလိုက်ပြီအခုဒီနေ့မမိုလာပြီးပြောပြမှာမမိုဘဲလိုက်လို့မတောက်ဘူးနော်မိုအမှန်တရားပဲချပြမယ်နော်မန်ဒါကိုလောက်တဲ့လူတယောက်ကိုမမိုရဲရဲတောင်းနဲ့ထောက်ပြမယ်အဲ့ဒီမန်နေတဲ့လူတယောက်အဲ့ဒီကိုအားပေးနေတဲ့လူတယောက်ကိုယုံကြည်ရတဲ့လူတယောက်ကသူမားတဲ့အပိုင်းတွေစီးလို့စိမ့်လဲကိုထောက်ပြမှာပဲနော်မမိုတို့ကအများအတွက်လုပ်ပေးတယ်နိုင်ငံအတွက်လုပ်ပေးတယ်ဖြစ်တဲ့အတွက်ကြောင့်မမိုတို့ရဲ့လူတွေကိုနော်လူကောင်းတွေကိုမမိုမဆုံးစေချင်ဘူးနော်ပြောမယ်ဆိုရင်ကိုစီဘက်ကအရင်တော့သူထောက်ဖို့လောက်တာတွေသူတည်ပြောတာတွေသူအမှန်တရားပြောတာတွေနော်မမိုလည်းသဘောကျတယ်တခြားလူတွေလည်းသဘောကျတယ်နော်သူလောက်နေတဲ့ထောက်ဖို့လောက်လဲမမိုတို့အားရတယ်ကွာအဲ့ဒါပြဿနာမရှိဘူးမမိုတို့ကြိုက်ပြီးသားပဲနော်ပြဿနာကတော့ဒီဘောမနဲ့သူဘောမနဲ့လိုက်တဲ့ချိတ်တဲ့အချိန်မှာမမိုးထောက်ဖို့တယောက်နေနဲ့မမိုးပြည်သူတယောက်နေနဲ့မမိုးတန်တရားစီလာတယ်ဘာဖြစ်လို့ဒီကောင်ကိုလူရပေးဝင်လာတယ်ဘာဖြစ်လို့ဒီဘောမကိုလူရပေးဝင်ရတာလဲနော်ဘယ်လူဆိုတာလေပြီးတော့လူရဝင်လာပြီဆိုရင် तू ပြောတဲ့စကားလုံးတွေကလူတွေတန်ဖိုးထားလာမယ်လူတွေ queue ဆိုင်လာမယ်လူရမဝင်တဲ့ဘောမတွေကကိုကလူရမပေးဝင်တဲ့အချိန်မှာသူတို့ဘာပဲပြောသူတို့ရဲ့စကားလုံးကခွေးစကားနဲ့နစကားတို့ပြောလိုက်လူတွေ queue မဆိုင်ဘူးဘောမဆိုတာပြည်သူတွေကဘောမဆိုတော့ငါတို့စောက်ဖက်မလုပ်ဘူးကွာဒါပေမဲ့ကိုစီကအဲ့ဒီကောင်ကိုလိုင်းနေတက်ကြမ်းထမင်းတွေတူစားအပြင်မှာတူတွေ့အဲ့ဒါလူရသွင်းတယ်လို့ခေါ်တာအခုတချို့မမိုးရအလူစင်ကပြောတယ်မိုးရည်တဲ့အခုဖြစ်နေတဲ့ပြဿနာတဲ့ကိုစီကိုကာကွယ်ပေးတာမရှိဘူးလားတဲ့ကိုစီကိုကာကွယ်ပေးအောင်ကိုစီကထောက်ဖို့အကောင်တယောက်ပြည်သူတွေအားကွဲတဲ့လူတယောက်ငါတို့မဆုံးစေချင်ဘူးနော်မမိုးပြောတယ်မမိုးကာကွယ်ရတဲ့နေရာမှာနော်မမိုးလည်းအမှန်တရားတက်ပြောပေးတယ်သူ့အတွက်ဒါပေမဲ့ तू မားတဲ့နေရာကိုလည်းမမိုးတို့ထောက်ပြရမယ်လေ तू မားတဲ့နေရာကို तू မှန်တယ်လို့ပြောလို့ရှိရင်အနာကကိုစီရဲ့ဘဝဘယ်လိုမျိုးဖြစ်သွားမလဲကိုစီအနောက်မှာနေတဲ့သူတွေကိုစီကိုယုံကြည်ရတဲ့သူတွေဘယ်လိုမျိုးဖြစ်သွားမလဲခွေးမဖြစ်သွားဘူးလားပြီးတော့ကိုစီကိုကောအဲ့ဒီကိုစီရဲ့လောက်ရအဲ့ဒီမားနေတဲ့အကွက်ကိုကြံတဲ့လူတွေ copy ယူနေလို့စင်ကတော့တော်လိုင်းရဘယ်လိုမျိုးဖြစ်သွားမလဲအဲ့ဒါစဉ်းစားအခုမှမပြောပြမယ်တို့ကိုစီနဲ့ဟိုဦးလေးဟိုအကိုတွေပေါ့နော်နိုင်ငံသားဦးလေးတွေနိုင်ငံသားအကိုတွေအဲ့ဒီဆဲဆိုအပြန်လန်ဆဲဆိုနေတဲ့အဖွဲကသူတို့တွေကတာပါတီကိုနေနေတဲ့အဖွဲတာပါတီကိုစန့်ကျင်တဲ့အဖွဲနော်တို့တွေက NUG ကိုထောက်ခံတဲ့အဖွဲ NUG ကိုထောက်ပံ့တဲ့အဖွဲတလို့တချို့အဲ့ဒီအဖွဲထဲမှာမမိုးစီမှာလာလူတဲ့ဦးလေးတွေအကိုတွေစီးတယ်နော်မမိုးတွေစီမှာအရင်တော့ပေါ့နော်ကိုမင်းမင်းဆိုရင်မမိုးစီမှာအရင်တော့လာတော့ထောက်ပံ့တယ်နော်ပြီးတော့ဦးလေးတယောက်စီးတယ်ဦးလေးနဲ့တက်ဆဲတဲ့ကိုစီနဲ့အဲ့ဒါအဲ့ဒီဦးလေးကတော့မမိုးစီမှာတော့မမိုးမတွေ့မတော့သူကတော့အဲ့ဒီPRM မှာသူတို့လူတာပေါ့လာတိုင်းတယောက်တော့စီးတယ်ဦးထိန်နိုင်ဆိုရင်မမိုးစီမှာလာတိုင်းပဲဒေါ်လာ100လာပြီးထောက်ပံ့ပေးတယ်ဘာကြောင့်မမိုးကဒီကိစ္စကိုလာပြီးဖြည့်ဆင်းပေးရလဲဆိုတော့ပုသမဟုတ်တဲ့အဖွဲအစည်းတစ်ခုကိုနော်ဟိုဗလဲပြီးတော့တပါတီမဟုတ်တဲ့အဖွဲအစည်းတစ်ခုကိုကိုစီကသူတို့ကတပါတီလို့သူတို့ကပုသလို့တီးသူတွေထင်အောင်ထင်မအောင်အထင်သေးအောင်ကိုစီအဲ့လိုမျိုးပြောတဲ့အချိန်မှာမမိုးလည်းလက်မခံဘူးပေါ့နော်ကိုစီနဲ့ပြဿနာတဲ့တဲ့အဲ့ဒီဦးလေးတွေအကိုတွေကသူတို့တွေကတပါတီလည်းမဟုတ်တယ်လို့ပုသလည်းမဟုတ်ဘူးပုသကိုနေနေတဲ့အဖွဲနော်ပုသကိုနေနေတဲ့အဖွဲဖြစ်တယ်နော် NUG ကိုထောက်ခံအားပေးထောက်ပံ့ပေးတဲ့အဖွဲအစည်းဖြစ်တယ်အဲ့ဒီနိုင်ငံသားဦးလေးတွေပေါ့နော်ပုသဗလဲပုသတာပါတီဆိုတာဒီအိုင်ရီမနော်အိုင်ရီမဂျန်နဲ့ဖြူဖြူမောတော့ဟိုကမဒီရောင်ဟိုရောင်ဒီရောင်စကားပြောတာမှမပြောတဲ့အတိုင်းပဲ तू ကငမူ तू ကအမြင်နဲ့ပဲရက်တောက်တယ် तू မူလာလို့စင် तू ရဲ့စကားတစ်မျိုး तू မမူလို့စင် तू ရဲ့စကားတစ်မျိုး तू ရဲ့စကားအစင်းနဲ့အနောက်မညီဘူးနော် तू လူတယောက်ကိုခင်တဲ့အချိန်မှာလူတယောက်ကောင်းတယ်ဆိုတာ तू ကပြောတယ်အားပေးတယ်လူတယောက်နဲ့ तू ကရန်ဖြစ်ပြီးဆိုရင်အဲ့ဒီလူတယောက်ဘာမှမကောင်းတော့ဘူးဖြူဖြူမိုးရဲ့စောက်ကျင်အဲ့လိုမျိုးနော်အဲ့ဒီ Iron ဆိုတာစကားပြောတာအမှန်အကန်မရှိဘူးလိန်တယ်ညတယ်နော်လိန်တယ်ညတယ်မဟုတ်တာတွေကိုစွတ်ဆွဲတယ်နော်အဲ့ဒီဖွားကြီးအဲ့လိုမျိုးစောက်ကျင်အခုအဲ့ဒီဖွားကြီးနေရောက်ကိုမမို့လူရမပေးသင့်ဘူးကွာကိုစီလဲအဲ့ဒီအဖွားကြီးရဲ့နေရောက်ရဲ့စကလုံးကိုသွားပြီးတော့နားမထောင်နဲ့တော့နော်သွားပြီးတော့လဲလူရမပေးသွင်းတဲ့ဖင်ကြားအညမခံတဲ့သူရဲ့စကလုံးကိုပြောချင်တယ်ဒါပေမဲ့ဒီနိုင်ငံသားဦးလေးတွေပေါ့နော်ကိုမေးတို့ဂျန်တဲ့ဦးလေးတွေကြတော့သူတို့တွေကသပါတီလည်းမဟုတ်တလို့ပုသလည်းမဟုတ်ဘူးစင်အဲကြောင့်အထင်မြင်မှနေတဲ့ပြည်သူတွေကိုစီရဲ့စကလုံးကြောင့်ကိုစီရဲ့စကားကြောင့်အထင်မှားနေတဲ့ပြည်သူတွေလည်းနည်းနည်းပြန်တော့ပြင်လိုက်ဘာကြောင့်ဆိုတော့အဲ့ဒီဦးလေးတွေကပုသမဟုတ်ဘူးသပါတီလည်းမဟုတ်ဘူးသူတို့တွေကအမှန်တရားပဲမှာရတည်တဲ့
တော်လန်ရေးနိုင်ငံရေးသမားဖြစ်တယ်သူတို့တွေက NUG ကိုထောက်ခံတဲ့အဖွဲ့အစည်းဖြစ်တယ်သားပါတီတွေဆိုရင်သူတို့လောင်းဝကိုစန့်ကျင်တယ်နဂါအခုဗလဲမအားလာနဲ့တော့ပူပေါင်းလိုက်တဲ့နွားတီကောင်နဂါလဲသူတို့လောင်းဝကိုစန့်ကျင်တယ်မမိုးလဲစန့်ကျင်တယ်နဂါကိုအစကတည်းကမမိုးထောက်ပံ့ပေးတယ်အလူခံပေးတယ်ကမ်ပိန်းတွေလုပ်ပေးတာအများကြီးပဲ2023မှာနဂါရဲ့စောက်ချိုးက तू ကမူမန်တော့ဘူး तू ကစစ်တပ်ရဲ့လူဆိုတာငါသိနေတော့ပဲမှာဘိုးနဂါလို့လည်းငါမခေါ်တော့ဘူးเนาะအခုသူ့ကိုငါခေါ်မယ်ဆိုရင်စစ်ခွေးနဂါเนาะခွေးနဂါနွားနဂါတီကောင်အဲ့ဒါပဲငါခေါ်တော့တယ်ဘိုးနဂါဆိုတာလောကမခေါ်တော့အတူရဲ့စောက်ချိုးကိုရင်တော့ကိုမသိတဲ့အချိန်မှာဘိုးနဂါပဲကိုခေါ်တာပေါ့နော်သူ့ရဲ့စိတ်ဓာတ်မူမှန်တော့ဘူးစစ်ခွေးရဲ့လူဆိုတာသိတဲ့နောက်ပိုင်းမှာနော်ခွေးနဂါပဲငါခေါ်တယ်အဲ့ဒီမအေးလို့ကအဲ့ဒါပဲနော်အဲ့ကြောင့်တချို့ပြည်သူတွေကသူတို့တွေကတည်င်းကိုသူတို့ကြည့်ပြီးတော့ကိုစီပြောတာဒီလိုနောက်ပြီးတော့ကိုစီပြောတာပဲသူတို့နားထောင်တယ်တချို့တွေကကိုစီပြောတာပဲသူတို့နားထောင်တယ်တချို့မှဆိုရင်ဟိုလူတွေဟိုအဖွဲ့တွေဗလဲဟိုဦးလေးအဖွဲ့တွေပြောတဲ့စကားတွေပဲသူတို့သားမနာထောင်တယ်နှစ်ခုစလုံးသူတို့နားမထောင်ဘူးမမိုးကကြားထဲမှာမမိုးကသိတယ်နော်ပြဿနာကတော့ကိုစီရဘောမနဲ့စကားတွေပြောတာဘောမနဲ့တွေ့တာကြတော့နိုင်ငံရေးသမားတော်လှန်ရေးသမားနော်အမှန်တရားကိုချစ်မြတ်နိုးတဲ့လူတွေအားလုံးကလက်မခံဘူးနော်ကိုစီလောက်တဲ့ထောက်ဖို့သူများအားပေးတယ်သူများဝန်းရံတယ်တည်င်းတွေပြောတာအမှန်တရားတွေလောက်တာနိုင်ငံရေးသမားတော်လှန်ရေးသမားအားလုံးကကြိုက်တယ်ချစ်တယ်ဒါပေမဲ့ကိုစီဘောမနဲ့တပတ်သက်တာဘယ်သူမှမကြိုက်ဘူးကိုစီတစ်ဖက်ပိုက်နေတဲ့လူပုတ်ကိုဆွဲဆဲလီဆွဲနေတဲ့သူကကိုစီကိုအရင်ချစ်ပါတယ်ကိုစီမားလဲကိုစီမှန်တယ်အဲ့လိုမျိုးလူတွေပဲကိုစီဖြစ်နေတာပြီးတော့အဲ့ဒီငမောင်ရဲ့ပလိတ်သားဘောမဘက်ကလည်းဒီကိစ္စမမောက်ပါညာတလကဘယ်လိုမျိုးမားမလဲသူတို့ကလူရဝင်ချင်တာသူတို့ကလူရဝင်ချင်တာလူရဝင်ချင်တော့ကိုရပြည်သူလိုဘာလိုဟန်ဆောင်ပြီးတော့ကိုစီငမောင်နဲ့တွေ့တာမမောက်ဘူးညာတလကသူတို့ကပြောမှာပေါ့ဘောမတွေကကိုရတော်လန်ရေးမှာပါဝင်တဲ့သူအမှန်အကန်တော်လန်ရေးကိုဒီဇိုင်းမှလောက်နေတဲ့ထောက်ဖို့အကြီးစားတွေလားနိုင်ငံရေးသမားလူကြီးတွေလားပြောလာတဲ့စကားလုံးတော့နားထောင်လိုက်အဲ့ဒါလောက်လို့မသိဘူးဖြစ်လို့မသိဘူးလေပြဿနာဒါပဲကိုစီရပြဿနာအဲ့ဒီနေရာကို तू ပြင်လိုက်လို့ဆိုရင်ဘယ်သူမှ तू လည်းမတိုက်ခိုက်တော့ဘူး तू လည်း तू မပြောတော့ဘူးအဲ့ဒီဘောမနဲ့တွေ့တဲ့ကိစ္စဘောမနဲ့တွားပြီးတော့စကားပြောတဲ့ကိစ္စကို तू ပြင်လိုက်လို့ဆိုရင်ပြီးသွားပြီ तू ရဲ့ပြဿနာနော် तू ထောက်ဖို့လောက်တာလဲ तू ကတခိုးပါလူလိမ်ပါလူညာပါနိုင်ငံရေးတော်နိုင်ငံရေးလောက်နေတဲ့ထောက်ဖို့တွေကဘယ်သူကသူ့ကိုဆွဆွဲလို့လဲဟမ်ဒါအဲ့ဒီမာလာခွေးတယ်မာလာပူတာတယ်မာလာတောက်တိုင်အိုင်မဒီတပ်ပါတီတွေပဲမဟုတ်လားသူ့ကိုဆွဆွဲတာနောက်တော့လမ်းမယူနေတဲ့ဟိုငမူးမပြူမဲ့သူ့ဆွဆွဲတာလေဟုတ်လားအခုဖြစ်လာတဲ့ပြဿနာကိုစီနှုတ်ထွက်လိုက်ပြောတဲ့သူကငမူးမပြူမိုးပဲပြောနေတာကျန်တဲ့လူတွေကဘယ်သူမှသူ့မနှုတ်ထွက်ခိုင်းဘူးသူမားနေတဲ့အရာတစ်ခုကဘောမနဲ့တော်လိုင်းရေးမပြီးသေးဘူးတော်လိုင်းရေးလည်းမနိုင်သေးဘူးမနဲ့ဖန်ပါတွေဖြစ်မလဲအနာကပါတွေဖြစ်မလဲအဲ့ဒီဘောမမမောင်ရဲ့စိတ်ဓာတ်ဘယ်သူမှမသိဘူးသူပြောတဲ့သူရဲ့စကလုံးချိုလေးတွေလှလေးတွေပဲငါတို့တွေကကြားနေရတာအပေါ်ရံပဲငါတို့ကြားနေရတာသူရဲ့ရင်ထဲမှာသူရဲ့ခေါင်းထဲမှာသူဘာတွေစဉ်းစားတယ်သူဘာတွေဆက်လုပ်မလဲဘယ်သူမှမသိဘူးနဲ့ဖန်အဲ့ဒါကိုတတိထားခိုင်းတာနော်ကိုစီအလလကြီးတယ်ကိုစီလောက်တဲ့တောင်ဝကြီးတယ်ထောက်ဖို့ကြီးစားဖြစ်တယ်ပြည်သူအများပြောက်သူလည်းတော့စီယုံရတဲ့အလုပ်အဲ့တော့ဘောမနဲ့သူတော့ရောနော်တော့ကောလုပ်နေလို့စင်ဘယ်သူကလက်ခံမလဲနိုင်ငံရေးတော်လိုင်းတကယ်လောက်တဲ့သူနော်မမိုးဆိုရင်အမှန်တရားပဲပြောမယ်ပြီးတော့အရင်တော့ကမမိုးဘိုအက်ဆေဝါမဘိုအက်ဆေဝါဖြစ်နေတာဘိုအက်ဆေဝါဗလဲဘယ်မျိုးတင်တက်ပွဲပဲတင်မနော်မအောင်မြင်ဘူးမအောင်မြင်လဲငါဘိုအက်ဆေဝါကိုယုံကြည်နေသေးတယ်ပြီးတော့မတော့ခိုင်တော့အဖွဲ့ကမမိုးပြောတယ်အက်ဆေဝါက KNU လက်အောက်မှာနေတဲ့ခေါင်းဆောင်မကောင်းလို့စင်လက်အောက်ငယ်သားလည်းဘာမှလုပ်လို့မရဘူးအဲ့ဒီချိန်မှာသူတို့စကားမမိုးမယုံဘူးမမိုးမျက်မြင်သက်တင်နဲ့တွေ့မှဘာသာဘိုအက်ဆေဝါသူပြောထားတယ်ခေါင်းဆောင်မပြတာလဲသူကအဲ့ဒီကြုံတုံမျိုးကိုရအောင်သိမ်းမယ်သူ့ကိုကံပိန်လုပ်ပေးမမိုးလုပ်ပေးတယ်နော်မမိုးဘိုအက်ဆေဝါကိုယုံကြည်တယ်နော်အများပြည်သူနောက်တော့ခိုင်တော့ပြောတဲ့စကားလုံးတွေမှမယုံသေးဘူးမမျက်မြင်သက်တင်နဲ့မတွေ့သေးလို့အဲကြောင့်နောက်ဆိုတော့ဘိုအက်ဆေဝါအဲ့ဒီမျိုးတင်တိုက်ပွဲဗလဲကြုံတော့ကိုသူဖွင့်ပြတယ်ဖွင့်တော့နောက်ဆုံးတော့မအောင်မြင်ဘူးအဲ့သူတို့ပြောတဲ့အတိုင်းဖြစ်သွားတော့โอเคဘိုအက်ဆေဝါလည်းသူမျိုးပြောထားပြီးဒီပွဲတာမအောင်မြင်လို့ဆိုရင်နောက်မို့ကျွန်တော်ကိုကမ်ပိန်းဆက်ပြီးတော့မလုပ်ပေးနဲ့တော့ကျွန်တော်လည်းဒီပွဲနောက်ဆုံးပဲပေါ့နော်အဲ့ဒါဘိုအက်ဆေဝါသိမ်းတယ်မရဘူးမအောင်မြင်ဘူးအဲ့ဆိုရင်ငါလည်းမလုပ်တော့ဘူး तू လည်းပြောထားတယ်နော်အဲ့ဒါမတော့ခိုင်တို့ပြောတဲ့စကားကမမို့လက်ခံတယ်သူတို့အမှန်ပြောတော့ငါလက်ခံတယ်โอเคနော်အဲ့မတော့ခိုင်တို့ပြောတဲ့စကားလုံးတွေကမန်နာကိုမထောက်ခံတယ်မားတဲ့စကားလုံးစင်မထောက်ခံဘူးဘာကြောင့်ဆိုတော့သူတို့ပြောတဲ့ဘိုးရဲ့စဝါခိုးစားတဲ့လိန်စားတဲ့ညာစားတဲ့သူတို့ရဲ့စကားလုံးတွေစီးတယ်အဲ့ကြောင့်မမိုးလဲပြန်တော့ချပြတယ်နေမှာသူတို့ပြန်တော့ဆဲလိုက်တယ်အဲ့ဒါမန်တာနော်ဘိုးရဲ့စဝါလိန်စားလို့စီသူတို့တက်တေထောက်ထားနေချပြသူတို့လည်းမစီဘူးလေမစီတော့အဲ့သူတို့လိန်ညာကြတာပေါ့နော်အဲ့မို့ပြောလိုက်တယ်ဒါပေမဲ့သူပြောတဲ့ဆက်ပြီးတော့မထောက်ပံ့နေတော့တော်ဗလဲဆက်ပြီးတော့ထောက်ပံ့လို့စီရင် SC ဝါကဘာမှလုပ်လို့မရဘူးအဲ့ဒီစကားလုံးကမမိုးနားထောင်တယ်မမိုးလဲပြင်တယ်နော်မမိုးအခုဘိုးရဲ့စေဝါတို့အဖွဲ့တွေတချို့မှဆိုမမိုးရိတ်ခါဖို့တွေပါရင်ရိတ်ခါဆိုရင်မမိုးတစ်ခါပဲပြန်တော့ပို့တော့တယ်နောက်ဆုံးဘိုးရဲ့စေဝါဘာမှတင်လို့မရတဲ့အချိန်မှာရိတ်ခါဆိုရင်တစ်ခါပဲမမိုးပြန်တော့လူခံတော့တယ်နော်နောက်ပိုင်းမှာကျတော့မမိုးတခြားနေရာပဲပို့တော့တယ်အဲ့ဒါကိုတီးသူတွေကိုရက်တော်လိုင်းရဲ့ဖွဲ့စည်းတွေပေါ့နော်ကိုဘာနဲ့အချက်မှာတို့ထောက်ပြလို့စင်ကိုနားထောင်ရမယ်ကိုပြင်ရမယ်အခုကိုစီကသူဘောမနဲ့တွေ့တာလဲသူမှန်သေးတယ်
သူဘောမနဲ့စကားပြောတာလဲ तू မှန်သေးတယ်အဲ့လိုမျိုးပေါ့နော်သူ့ကိုထောက်ခံတဲ့လူတွေလည်းမှန်သေးတယ်အဲ့လိုမျိုးပေါ့နော်ကိုစီမှန်တဲ့နေရာမှာမှန်တယ်လို့မပြောတယ်ကိုစီမားတဲ့နေရာမှာမတို့ထောက်ပြတယ် तू မပြင်လို့စရင်သေးစားတဲ့ကိုစီအတိုက်ခိုက်ခံရမယ်ဘာလို့ဆိုတော့ तू ဘောမကိုတွေ့တိုင်း तू ပြောတယ်မှန်လို့စရင်နောက်လာမဲ့ဘောမတွေလည်းအော်ငါတို့ရဲ့ပြည်သူတွေငါတို့ရဲ့ထောက်ဖို့တွေအဲ့လိုမျိုးစိတ်ဓာတ်ပြောင်းညံ့တာလားဒီလိုမျိုးမပြတ်တာအဲ့ဆိုငါတို့လည်းလူစကားခွေးစကားကနေလူစကားပြောင်းပြောလိုက်မယ်ကွာဟုတ်လားလူစကားနေနတ်စကားပြောလိုက်မယ်ကွာအဲ့ဒါငါတို့ကိုစီတို့လည်းငါတို့ကြိုးဆိုမှာပဲကိုစီတို့လည်းငါတို့တွေ့မှာပဲအဲ့လိုမျိုးလောက်လာလို့စရင်ရန်သူကလွယ်လေးနဲ့ကိုရဲ့တော်လိုင်းထဲမှာဝင်လာလို့ရတယ်နော်အဲ့ဒါမမို့ပြောတဲ့ဒီကိစ္စကစစ်တောက်ပန်းနဲ့အလံဖြူထောင်တဲ့ကောင်တွေအလင်းဝင်တဲ့ကောင်တွေလာပြီးတော့မရောနဲ့နော်အလံပြူထောင်တဲ့ကောင်စစ်တောက်ပန်းတွေအလင်းဝင်တဲ့ကောင်တွေကစစ်ဆုံးလို့နောင်တရလို့လာပြီးတော့ဝင်တာပြီးတော့သူတို့တွေကနော်ငမောင်လိုမျိုးစေချိုမီတာပေါ်မှာဗလဲအမဲကနေအဖြူဖြစ်လာအောင်အဖြူကနေအမဲဖြစ်လာအောင်ပြီးတော့ပြည်သူတွေလည်းပြီးတော့စီယောင်းတာပြည်သူတွေယုံကြည်အောင်အယုံသွင်းအောင်သူတို့လောက်လို့မတတ်ဘူးအဲ့ဒီကောင်တွေကနေပြင်မှာပဲသူတို့စိတ်တက်ရတာအခုဒီငမောင်ဆိုရင်ပြည်သူလူထုသူ့ရဲ့စကားကိုယုံကြည်အောင်ပြည်သူကိုဘယ်လိုမျိုးစုပြီးတော့ဗလဲသွေးကွဲရမလဲဆိုတာသူ့ရဲ့အကြံဉာဏ်ဘာတွေလာမလဲဆိုတာဘယ်သူမှမသိဘူးပြီးတော့ဒီကောင်ကစစ်တာမစစ်တာအာနာစင်မအာနာစင်ဘက်ပြောင်းတာလည်းမဟုတ်ဘူးနော်ကိုစီကိုတိုင်ကပြောတယ်ဒီကောင်ဘက်မပြောင်းပဲနဲ့ဒါပေမဲ့အဲ့ဒီကောင်နဲ့သူထမင်းစားတာကို तू မမားဘူးတဲ့ကိုစီနေရမှာဘိုးချောက်ထွန်မြတ်နိုင်လားဘိုးချောက်ကုန်းမောင်လားဟုတ်လားငါတို့ချစ်ရတဲ့ပုံကိုတူတယောက်ဒေါ်စင်မအောင်တို့လားဆရာစော်ဝေဆိုးလားဥယျာဉ်မုံလားအဲ့ဒီကိုစီနေရမှာအဲ့ဒီငမောင်နဲ့လားတန်တဲ့ဘောမနဲ့ထမင်းစားခိုင်းလေဘယ်သူကလက်ခံမလဲဘယ်သူမှလက်မခံဘူးနော်အဲ့ဒါကိုမပြောတယ်ကိုကလေကိုထောက်ခံတဲ့လူတယောက်ကကိုချစ်ရတဲ့လူတယောက်ကချစ်လို့ရတယ်ထောက်ခံလို့ရတယ်ဒါပေမဲ့ तू မားတဲ့အချိန်မှာလဲကိုထောက်ပြရမယ်ဒါတိုက်ခိုက်မှုမဟုတ်ဘူးဒါသွေးကွဲမှုမဟုတ်ဘူးဒါအမှန်တရားချပြတာနော်နိုင်ငံရေးသမားတော်လိုင်းသမားထောက်ဖို့အကြီးစားတွေပြောတဲ့စကားလုံးကိုနင်တို့တော့ပြတော့နားထောင်လိုက်ဒီကိုစီဘောမနဲ့စကားပြောတာဘောမတွေ့တာဘယ်သူမှလက်မခံဘူးနော်ကိုစီမကိုစီဖြစ်တဲ့သူတွေပဲကိုစီရဲ့အမမှန်တယ်ဆိုတာကိုစီလည်းမှန်တယ်သူ့ကိုတူမှန်တယ်တဲ့ဘောမနဲ့တွေ့တာအဲ့ဒါပဲကြည့်လိုက်တော့စဉ်းစားကြည့်လေအဲ့လိုမျိုးငါတို့ထောက်ဖို့အကြီးစားတရားလိုဖြစ်သွားပြီဆိုရင်ငါတို့တော်လိုင်းရပါတယ်ဖြစ်သွားမလဲအနာကဒီဘောမတကောင်ကြောင့်ဟာထောက်ဖို့ချစ်ချင်းရန်ဖြစ်ဟုတ်လားစကားများကြနိုင်ငံရေးသမားတော်လိုင်းသမားစကားများကြပြီးတော့အထင်လင်းလွဲမှာကြနော်ဘောမဗလဲဟိုကိုစီကဘောမနဲ့ထမင်းစားလို့ဘောမနဲ့တတွဲလို့နော်တစ်ဖက်ကဒီဗလဲအဲ့ဒီဗလဲသပါတီကိုနိုင်နေတဲ့အဲ့ဒီဖျဲကြီးအဖွဲ့လဲသူတို့လက်မခံဘူးလက်မခံတော့ပြဿနာတွေတဲ့ဖျဲကြီးအဖွဲ့လဲတော်လိုင်းလို့တဲ့အဖွဲ့ပဲတော်လိုင်းရေးကိုလက်တိုင်ထည့်ပေးတဲ့လူတွေပဲမမိုစီမှာအဲ့ဒီသူတို့ရဲ့အဖွဲ့မှာ2ယောက်3ယောက်လောက်ရှိတယ်မမိုစီမှာလက်တိုင်လာပေါ့လူလားရှိတယ်နော်အဲ့ဒါမမိုတက်တယ်ရှိတယ်နော်လာတိုင်းဒေါ်လာနဲ့မမိုစီမာလာဘလူတာသူတို့ရသပါတီဖွဲ့မဟုတ်ဘူးနော်ပုတဖွဲ့လည်းမဟုတ်ဘူးအခုကိုစီနဲ့ရံဖြစ်တဲ့ဖွဲ့ရကိုဘာအဲ့ဒါဘာဖြစ်လို့ပြဿနာတွေတက်တာလဲဘာဖြစ်လို့ရံဖြစ်တာလဲကိုစီအဲ့ဒီဘောမနဲ့ထမင်းတူစားတာထမင်းတူစားတာမပြောပြီးနော်ထမင်းကိုကျွေးလိုက်လို့ဘလောက်ကောင်လဲအဲ့ဒီငွေတွေကြေးတွေဘာမှမပြောတာမဟုတ်ဘူးမစားသင့်ဘူးမတွေးသင့်ဘူးမမြင်သင့်ဘူးမလှုပ်သင့်ဘူးဒီတော်လာရဲ့ဒီချိန်ဒီခါမှာဒါနိုင်ငံရေးမဟုတ်ဘူးနော်မမတို့ပြောတဲ့အချိန်မှာအမေစုဒါမှဦးသိန်းစိန်နဲ့တူထမင်းစားတယ်ဟိုဟာနဲ့ဟိုလူနဲ့ထမင်းစားတယ်အမေစုစီတောင်ကဆိုရင်အမေစုနိုင်ငံရေးလောက်တာလေတော်လိုင်းရေးမဟုတ်ဘူးလားတော်လိုင်းရေးကပြတ်တာရမယ်ဒီတော်လိုင်းရေးကငါတို့မပြတ်တာလို့စင်ငါတို့ဆုံးမယ်ရန်သူဘက်ကပြတ်တာလို့စင်ရန်သူနိုင်သွားမယ်ကိုဘက်ကတောင်းလို့စင်မလိမ်မာလို့စင်ညံမစီလို့စင်ကိုကြဆုံးမယ်โอเคနော်ဒီပွဲကပြတ်တာတဲ့သူပဲနိုင်မှာမပြတ်တဲ့သူကမနိုင်ဘူးဟိုရင်ကြောင်ဒီကြောင်တော့လေဆိုဘယ်တော့မှမနိုင်ဘူးတိုင်းရင်သားလည်းနဲ့ကင်ကင်အဖိုးကြီးပဲကြည့်အနည်း80ကျော်ဘာဖြစ်လို့မနိုင်တာလဲရန်သူနဲ့ဖိလို့ဖိခံလို့စကားပြောကြလိုက်တွေ့ကြလိုက်လက်သွင်းနောက်ဆက်ကြလိုက်ဟုတ်လားအဲ့တော့မျိုးဖြစ်နေတာစစ်တိုးလိုက်နောက်ဆောက်လိုက်အဲ့တော့အနည်း80ကြာသွားတာနော်အလောက်မယ်ဆိုရင်တော်လိုင်းရင်မှလောက်မယ်ဆိုရင်ရန်သူနဲ့လုံးဝကိုမပတ်သက်နဲ့ကင်းစစ်နေပါနော်ကင်းစစ်နေပါဆိုတာအဲ့လိုမျိုး live ပေါ်မှာစပီကာတွေစကားတွေပြောနေတဲ့အဲ့ဒီငမောင်လိုမျိုးကင်းစစ်နေပါနော်စစ်တောက်ပန်းပြောတာမဟုတ်ဘူးစစ်တောက်ပန်းလာတိုင်းငါတို့တရမယ်ဟိုအလင်းဝင်တိုင်းငါတို့ဆင်ရမယ်အလံဖီထောင်တဲ့တွေဆင်ရမယ်ငါတို့တွေကခွေးတယ်မဟုတ်ဘူးအဲ့ဒီကောင်တွေကနောင်တရလို့စစ်ဆုံးလို့နော်ပြေးဖို့လမ်းမရှိလို့လာပြီးတော့အလင်းဝင်တာလိုင်းပေါ်မှာသွေးတွေကွဲပြီးတော့လမ်းပြီးတော့လူတွေယုံကြည်မှုတွေရအောင်လူတွေကိုသွေးကွဲအောင်တို့တွေကအဲ့ဒီကောင်တွေကငမောင်လိုမျိုးမဟုတ်ဘူးနားလဲလားငမောင်တော့လေတန်နဲ့ပြည်သူကိုစီးရောက်တာလေတန်နဲ့ပြည်သူကိုသွေးကွဲတာနော်အမဲကနေအဖြူဖြစ်လာအောင်ခွေးဖြစ်နေတဲ့ကောင်တကောင်ကိုလူဖြစ်လာအောင်သူကပြောလို့တတ်တယ်အဲ့ဒါတတိထားနော်မြေပြင်ကစစ်ခွေးတွေလက်နဲ့ချတာအလင်းဝင်တာအဲ့လိုငမောင်လိုမျိုးပြောလို့မတတ်ဘူးတို့တွေကစစ်တိုက်တာတခုပဲနော်ငါတို့စီမအလင်းဝင်ပြီဆိုရင်သူ့နေရာနဲ့သူထားတာထောင်ထဲမှာသူများထည့်လိုက်တာဒါပဲလေဟမ်ဘိုးချောက်ထောင်မြတ်နေအဲ့ဒီအလင်းဝင်တဲ့ကောင်နဲ့တူထမင်းတော့ပြတော့စားလို့လားအခုငမောင်ကဗလဲကိုစီနဲ့ထမင်းတူစားတဲ့အချိန်မှာတို့တွေအစစ်တောက်ပန်းနေအလင်းဝင်နေတော့ထမင်းကျွေးတာရောအဲ့ဒါတော့ရောနေတယ်ချီအောင်နောက်တွေချီ brand နေဟမ်အလင်းဝင်တဲ့စစ်ခွေးတာဘယ်ဘောကသူတို့နဲ့တူထိုင်ပြီးတော့ထမင်းစားလို့လေဘောမတကောင်ကြောင်းနဲ့နော်ငါတို့လူတွေမပြတ်တာတဲ့အတွက်ကြောင့်ပြဿနာကြီးတက်နေတာ
နော်ကြီးကြီးကျယ်တက်နေတာပြောရမယ်ဆိုတော့အခုအများပြပြောတဲ့ငမောင်နိုင်သွားပြီလေနိုင်ရပေါ့ငမောင်ပဲအချိန်နိုင်လဲကိုစီသူ့ကိုလိုင်းတွက်ကြံတဲ့အချိန်ကိုစီသူ့ကိုကြိုဆိုတဲ့အချိန်ကိုစီသူနဲ့စကားပြောတဲ့အချိန်သူနိုင်သွားပြီအဲ့ဒါပဲရန်သူကိုနိုင်ချင်လားစေရှောမီဒီယာပေါ်မှာခွေးစကားနဲ့လူစကားဖြစ်လာအောင်ပြောတတ်တဲ့သူဘောမတွေမအားလားလူတွေပေါ့နော်သွားပြီးတော့မပတ်သက်လို့စင်ငါတို့ကနိုင်ပြီသွားပြီးတော့ပတ်သက်လို့စင်သူတို့နိုင်ပြီလေငါတို့ကညံ့တယ်လို့နော်အဲ့ဒါငါတို့ကညံ့တယ်လို့ခေါ်တာငါတို့ကမပြတ်တာလို့ငါတို့တွေကပျောက်ညံ့လို့ခေါ်တာသိလား